ဟုတ်ကဲ့မင်္ဂလာပါကိုမျိုးလက်ထောင်းလက်ကနေပြီးပြန်လဲကြိုးဆိုပါတယ်ဒီနေ့အဆိုရင်ကျွန်တော်တို့ရှေ့ဘီတာမြို့နယ်ထဲမှာပေါ့နော်ကျွန်တော်တို့လွန်ခဲ့တဲ့တစ်နှစ်ကအပိုးကြီး grow up ကျွန်တော် 5kV လေးကိုမှကျွန်တော်ဆင်ထားတာပေါ့အခုကကျွန်တော်တို့အနေနဲ့လောက်လေးတွေများလာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကနောက်ထပ်တစ်လုံးကိုထပ်ကတ်တာပေါ့ဒီ inverter လေးတွေကတော့ကျွန်တော်မြင်ရခဲသွားပြီပေါ့မရှိတဲ့လောက်ကိုလည်းတော်တော်လေးရှားသွားပြီပေါ့နော် stock ကဒါပေမဲ့ကျွန်တော်ကဒါမျိုးလေးတွေမြင်ပြီးတော့ကျွန်တော်ကတချို့တဝက်ကိုကျွန်တော်ကစောင့်ထားခြင်းဖြစ်ပါတယ်နံပါတ်1က alpha ဆေးစားပြီးတော့နံပါတ်2ကကျွန်တော်တို့ဒါမျိုးပေါ့နော် extend ဆက်လုပ်ဖို့အတွက်ကိုရအောင်လို့ကျွန်တော်တို့ကအနည်းချင်းကိုကျွန်တော်လက်ထဲမှာကင်ထားတာပါပွင့်လင်းပြောရင်တော့ကျွန်တော်အခုနေရောင်းရင်ပိုချုံးပါတယ်ဘာလို့ grow web 6kb တောင်မှ15သိန်းဆက်ဆောက်သိန်းဝင်တယ်ဆိုတော့ကျွန်တော်ဒီဥစ္စာနဲ့ကိုတော့လူတိုင်းသိရပေါ့ဒီတစ်လုံးကျွန်တော်တို့30နာအထိအောင်ကတ်ခဲ့တဲ့အဝင်အနေထားဖြစ်ခဲ့ပူပါတယ်ဒါမသိတဲ့လူတွေပေါ့နော်သိတဲ့လူတွေကတော့ရောင်းနေတဲ့ distributor ဆိုတော့သိပါတယ်ဘယ်လိုနေပါဒီနေ့ကတော့ဒါက9နေပြီးတော့10ပြောင်းလိုက်တဲ့အနေထားလေးပါဟုတ်ကဲ့မာယူတက်ဆင်ပေးပါတော့ကျေးဇူးရှင်မိသားစုတို့စီလည်းဈေးကွက်နှစ်ကောင်ရောက်တဲ့နေ့မှာစားရည်ရတနာမိုးတွေဖြာမိုးလို့ဖြိုမှာ96ပါးများကင်းဝေးပြီးတော့မရှိမလှမဝဆိုတဲ့စကားလုံးများလုံးဝမကြဘဲနဲ့ရတနာစိန်ကြောက်ဇက်တောက်တိုင်းကစားနိုင်တဲ့မိသားစုတွေဖြစ်ကြပါစေစိတ်သွားတိုင်းကိုပါလူရင်းဆန္ဒတစ်လုံးဝနဲ့ပြည့်စုံနိုင်ကြပါစေcustomer တွေကတော့ကျွန်တော်ရဲ့မိသားစုတစ်ဖွဲ့ပေါ့ဗျာသူတို့ရဲ့လိုအပ်ချက်လေးတွေကိုကျွန်တော်အနေနဲ့ဖြည့်ဆည်းပေးရတာတခုလိုအပ်တယ်ဆိုရင်လည်းကျွန်တော်နေရာလေးပေးတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ထမင်းရှင်ဟင်းရှင်ကျေးဇူးရှင်မိသားစုကိုလည်းကျွန်တော်အနေနဲ့ခုလိုမျိုးဗီဒီယိုတိုင်းလေးမှာကျွန်တော်အနေနဲ့မြတ်တာပို့ခြင်းလေးနဲ့ကျေးဇူးဆက်ရတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အတိုင်းမသိဝမ်းသာဂုဏ်မိပါတယ်ဟုတ်ကဲ့ကြည့်ချူသူမိသားစုပေါင်းနဲ့စိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမာယူတက်ဆင်ခြင်းနဲ့ဆိုရင်ကိုမျိုး055348ခုကိုဖုန်းဖြစ်ဆက်သွယ်မှာယူဆောင်တဲ့တက်ဆင်နိုင်မှာကြောင်းတရင်ကောင်းပြားရင်းနဲ့ဗီဒီယိုလေးဒီမှာတင်ရနာခွင့်ပြုပါ